free no money တပြားမှမယူ free တင်ပေးမယ် live ပေါ်မှာတီးပြထားရတယ်ပြီးရင်ဒါလေးနဲ့အဲ့ဒါကြီးခင်ဗျားကို live မကြည့်နဲ့အဲ့ဒါကြီးလိုက်ကြည့်ပြီးခင်ဗျားကိုလေ့ကျင့်လို့တကယ်မတက်ဘူးတက်ဖို့အတွက်ဘာလို့လဲအခြေခံလို့တယ် Coffee ကတော့ကွက်ကိုလေ့လာမယ်ဥပမာ CG A mana E mana FCD mana G GD E mana B mana CG A mana D ဒီသဘောတရားဒီ core ကိုင်တာတွေကခင်ဗျားတို့ကွက်ကိုလေ့လာ line ပေါ်မှာလည်းအများကြီးရှိတယ်အဓိကကျွန်တော်ပြောတဲ့ classic design classic တီးတဲ့ပုံစံမျိုးလေးတွေ free finger style တီးတဲ့ပုံစံမျိုးလေးတွေလေ့ကျင့်တဲ့အခါမှာသူတို့တီးပြတဲ့ဟာလေးတွေခင်ဗျားတို့အားကြတာမှန်တယ်သူတို့တက်ချင်တာမှန်တယ်သူတို့ကလည်းသူတို့ like ရဖို့အတွက်လုပ်နေတာနော်ခင်ဗျားတို့ဘလို့ကနေဘလို့စတီးရမယ်ဆိုတဲ့အခြေခံခင်ဗျားတို့တေချာမပြောပြထားဘူးတေချာပြောပြတဲ့လူကြတော့လေသင်တန်းဆိုပြီးတော့သူတို့ကလုပ်တယ်နော်အဲ့တော့သင်တန်းကြီးရလဲသင်တန်းကြီးပေါ်မှာခင်ဗျားတို့ပေးရမယ်ဆိုလို့ရှင်လေခင်ဗျားတို့ဒီလိုခက်မှာကာလမှာနည်းနည်းကြက်တဲနေကြတယ်အားလုံးအဆင်ပြေကြမှာမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်၄ပိုင်း၅ပိုင်းခွဲပြီးတင်ပေးမယ်အဲ့လိုခင်ဗျားတို့စေ့ထားခင်ဗျားတို့တစ်နေ့မှာတစ်နာရီခွဲ2နာရီပဲကျင့်ကျွန်တော်လက်လေ့ကျင့်ခန်းလေးတွေအကုန်ပြပေးမယ်နော်လက်လေ့ကျင့်ခန်းလေးပြပေးမယ်ခင်ဗျားတို့ညာဘက်လက်ကိုထောင်လိုက်ညာဘက်ကိုထောင်လိုက်ဟိုက်လက်မပီလို့ခေါ်တယ် I N A P I N A ဘယ်ဘက်လက်ကိုထောင်လိုက်1 2 3 4မှတ်ထားမယ်နော်ညာဘက်လက်က P I N A ဘယ်ဘက်လက်က1 2 3 4အဲ့ဒါဘာလဲဆိုတော့ဒီကတာတိတင်တဲ့အခါကြလို့ရှင်အဲ့နေရာလေးတွေမှာ P I N A လို့1 2 3 4လို့နဲ့ပြတယ် temperature note ကလေးတွေခင်ဗျားတို့သင်ပေးမှာ temperature note ကိုကြည့်ရင်အရန်လွယ်တယ်ဦးဆရာချစ်တို့ဘာလို့လဲ temperature နဲ့ပဲသင်နေတာအဲ့မယ် temperature ကြည့်နီးလဲနားလဲပြီဆိုလို့ရှင်ဒီဟာတွေကဘာမှမခတ်တော့ plugin အခြေခံအားအရေးကြီးဆုံးအခြေခံ3မျိုးပဲရှိတယ်ကျန်တာမူကွဲလေးတွေပေါ့နော်အခြေခံ3မျိုးကိုကျွန်တော်သင်ပေးမယ်အဲ့ဒါဟိုဘက်ကလူတီးပြတာလေးတွားကြည့်ပြပေးခင်ဗျားတို့ဘယ်လိုတီးရမလဲလို့လဲသေသေးချာချာသူတို့ကလည်းပြောပြမထားဘူးနော်အဲ့တော့ကျွန်တော်ကအခုခင်ဗျားတို့သင်ပေးမယ်နော်နောက်ထပ် tutorial မှာမိနစ်နည်းနည်းရှည်သွားလို့နောက်ထပ်တစ်ပုတ်ကျွန်တော် tutorial လုပ်လိုက်မယ်